18500နဲ့ရမယ် Samsung ရဲ့အောက်လင်းတံမီသူကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲ weight ကတော့ပေါ့လေးပဲကျွန်တော်တို့ခီးဆောင်အနေနဲ့ပဲသုံးအိမ်ထဲမှာပဲသုံးလို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ထဲမှာတုံးထားတဲ့ battery က lithium battery ဖြစ်နေလို့သူကတော့ဒီမှာဆိုလို့ရှိရင်ဒီမှာဒါအလင်းဆုံးဒါကတော့အမှိန်ပေါ့ speed ဟိုတော့ကောင်းတယ်ဒီ lighting အနှိမ့်ဆုံးနဲ့သုံးမယ်ဆိုလို့ရှိရင်တော့အားပြည့်တွင်းထားတယ်ဆိုရင်တော့4နိုင်5နိုင်လောက်ရတာပေါ့ lighting အမြင့်ဆုံးနဲ့ဆိုရင်တော့တနာရီဝင်းကျင်တနာရီခွဲလောက်ပဲရမှာပေါ့အားတွင်းတာကတော့ကျွန်တော်တို့မီးလာတဲ့အချိန်တွင်းထားပါဗျာသူကအားတွင်းတဲ့ခါမှာလည်းဝက်ကအရန်ကြီးတော့ယူပြီးတော့အားတွင်းတာမျိုးမဟုတ်ဘူးကဲ micro USB နဲ့အားတွင်းတယ်ပြီးရင်နိုင်ရမှာချိတ်ထားခြင်းလားအပေါ်မှာချိတ်ထားခြင်းလားဒါမှမဟုတ်လို့ရှိရင်လည်းရှေ့ကဒီကောင်ကလည်းအကျန်းပရန်ခံတယ်ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဒီ fiber မှန်ပေါ့ဗျာเนาะကဲ weight လည်းပေါ့ရှိတယ်ဈေးနှုန်းကလည်း18500ပဲရှိတယ်ကျွန်တော်တို့ Samsung ရဲ့အောက်လင်းတံမီကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်လင်းမီးရင်ပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် Tego 7 electronic hardware ကိုကြော်လိုက်နေဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်